ဆိုလို့ရောက်လာပြီကိုကျိုးမဖက်ပြေအများကျိုးတဲ့ဘူးနေမည်နိဗ္ဗာန်ကိုရည်မှန်းလူရန်ခြင်းသည်ပေးကမ်းခြင်းသည်ကောင်းကျိုးချမ်းသာဧကံရစေမည်လူငယ်လူရွယ်ပေါင်းစုလို့ကောင်းမှုအလီလီပရဟိတဒါနလောက်အရှင်တို့ရောက်လာနေပါပြီလို့ဆိုလို့ရောက်လာပြီကိုကျိုးမဖက်ပြေအများကျိုးတဲ့ဘူးနေမည်နိဗ္ဗာန်ကိုရည်မှန်းလူရန်ခြင်းသည်ပေးကမ်းခြင်းသည်ကောင်းကျိုးချမ်းသာဧကံရစေမည်လူငယ်လူရွယ်ပေါင်းစုလို့ကောင်းမှုအလီလီပရဟိတဒါနလောက်အရှင်တို့ရောက်လာနေပါပြီရှင်တို့ကြိုးစားမှုသည်ဖျားဟောတဲ့တရားတော်တွေငြိမ်းချမ်းအေးမြသည်ပရဟိတလုံအရှင်တို့ကြိုးစားမှုသည်ပြည်သူတွေချမ်းသာချမ်းသာလမ်းဖြာပုံကြီးဓမ္မစိုးတရားလေးပါလက်ကင်ထားလို့အတီးလူငယ်လူရဲ့ပေါင်းစုကိုကောင်းမှုအလီလီပရဟိတဒါနလုံအရှင်တို့ရောက်လာနေပါပြီလို့ဆိုလို့ရောက်လာပြီကိုကျိုးမဖက်ပြေအများကျိုးတဲ့ဘူးနေမည်နိဗ္ဗာန်ကိုရည်မှန်းလူရန်ခြင်းသည်ပေးကမ်းခြင်းသည်ကောင်းကျိုးချမ်းသာဧကံရစေမည်လူငယ်လူရွယ်ပေါင်းစုလို့ကောင်းမှုအလီလီပရဟိတဒါနလောက်အရှင်တို့ရောက်လာနေပါပြီရှင်တို့ကြိုးစားမှုသည်ဖျားဟောတဲ့တရားတော်တွေငြိမ်းချမ်းအေးမြသည်ပရဟိတလုံအရှင်တို့ကြိုးစားမှုသည်ပြည်သူတွေချမ်းသာချမ်းသာလမ်းဖြာပုံကြီးဓမ္မစိုးတရားလေးပါလက်ကင်ထားလို့အတီးလူငယ်လူရဲ့ပေါင်းစုလို့ကောင်းမှုအလီလီပရဟိတဒါနလုံအရှင်တို့ရောက်လာနေ